ခုရောက်နေတာက Runway Visitor Park လို့ခေါ်တယ်ဒီက Concorde လေးမြန်ဒါပြကအခုပဲကြည့်ပြီးတော့ကျွန်တော်တို့ထွက်လာတယ်ဒီ Concorde တို့အကုန်အပေါ်မှာတက်ပြီးကြည့်လို့ရတယ်ဒီမှာလက်ဖေးတွေရှိတယ်ဒါ Manchester Airport ရဲ့ဘေးနားလေးမှာ Runway Visitor Park လို့ခေါ်တဲ့နေရာကိုကျွန်တော်တို့ရောက်နေတာဒီမှာတော်တော်များများလာပြီးအပန်းဖြေကြတယ်ကြည့်ကြတယ်ဆိုတော့လေပြေးလန်းရဲ့ဘေးမှာလေပြေးလန်းရဲ့ဘေးမှာဆိုတော့ဒါလေရင်စိတ်ဝင်စားတဲ့လူတွေလေကြိုက်တဲ့လူတွေအတွက်ကဒီနေရာမှာလာကြတယ်ကြည့်ကြတယ်လေကောင်းလေတန်လည်းရတယ်ဆိုတော့ဟိုမှာလေရင်တွေtaxi လုပ်နေတယ် EasyJet Lufthansa ခုနတော့လေအကြီးကြီးတွေလည်းလာတယ်ခုနအများကြီးလာတယ်ဟိုမှာလေဒီဆင်းလာပြီAer Lingus ထင်တယ်ဟုတ်တယ်ဒါ Aer Lingus ဆိုတော့ဒီနေရာမှာဝင်ကြီးပေးစရာမလိုဘူးဒီနေရာမှာလာလို့ရှိရင်သူကကားပါကင်ကြီးတော့ပေးရတယ်ကားပါကင်ကြီးရတော့နည်းနည်းလေးတာမန်ထက်ဆိုင်တော့နည်းနည်းလေးများတယ်ပေါ့အပေါင်လောက်တစ်ချက်လောက်ပိုများတော့ပါပဲဒီမှာလက်ဖေးကော်ဖီလက်ဖေးတိုင်းရှိတယ်ဒီမှာလူတွေထိုင်ဖို့ဟိုမှာဂုံးလေးပေါ်မှာ play sporting ဒီဗီဒီယိုရိုက်ပြီးလွှင့်နေလူတွေရှိတယ်ကိုယ့်အကူလည်းသွားလို့လည်းရတယ်နောက်ကလေးကစားကွင်းတွေလည်းရှိတယ်ဒီမှာနောက်လေယာဉ်နဲ့ပတ်သက်တဲ့ aviation နဲ့ပတ်သက်တဲ့ဒီလေကြောင်းဆိုင်ရာဆိုင်ကလေးပေါ့အဲ့ဒါရှိတယ်ဒီအများဒီဟိုဟာလေးတွေဘာခေါ်မလဲကျွန်တော်တို့ diecast လေးများလေးတွေဒီ model လေးများလေးတွေပေါ့အဲ့ဒါလေးတွေရှိတယ်ဈေးရတော့သူ့ဟာနဲ့သူပေးရတယ်ရာကျော်လေးရှိနောက်ဒါဒီမှာလက်ဖေးဆိုင်ပေါ့ coffee ဆိုင်ပေါ့ရှိတယ်နောက်အေးအပူပါညာအဆုံးရတယ်ဟိုးမှလေးများဒီရက်ထားတယ်ဒါအရင်ခက်ကလေးနေလေပေါ့အဲ့ဒီပုံမှာတက်ကြည့်လို့ရတယ်အဲ့ဒါ free ဒီ Concorde ကတော့ဒါပတ်စံပေးရ So let's say a big hello and welcome to the 280th Liverpool North Cup. So with us today, standing by the entrance. သူတို့ကြီးညာပေးနေတယ်ဗာလီရင်ဆင်းလာပြီးဗာလီရင်ဆင်းလာပြီးဗာလီရင်တက်ပြီးဆောက်ပြင်ကြီးညာပေးနေတယ် Among the group of cups there, the youngest member is Neve, the oldest is Catherine. ကလေးတွေကစားကွင်းလေးရှိတယ်အဲ့တော့မိဘတွေကလည်းကလေးတွေခေါ်လာပြီးဒီမှာဗန်းဖြေကြတယ်ကလေးတွေစော့ကြတယ် See at least the A380. So have a great day and nice to see you. A380 ပြောရတယ်ဘယ်ချိန်လာမလဲမသိဘူးကြားလိုက်ဟုတ်ပါနောက်ထပ်လေးရှိနေတယ်ဟမ်သူခုန A380 ကြေညာသွားတယ်โอเคတော်မယ် let's go ဟမ် agent ဟုတ်တယ် agent နော် agent airline ဒါ Greek ကလေး Greece ကိုသွားမှာManchester မြို့ airport Manchester airport ဖြစ်ပါတယ်ကဲဒါကျုံတော့ခဏကိုရိုက်ပြတာပါပြီးနောက်တစ်ခေါက်ကျရင် AACC play sport တွေဒီမှာလာလုပ်ပါမယ်အချိန်ကြာတော့ရိုက်ပြီးတော့လည်းပြင်ပါဦးမယ် bye bye Absolutely.